မြန်မာကုံဆောင်ချန်ပီယံလေးဂျိုရှာပန်ရှင်ပြိုင်နေတဲ့ UFC ပြိုင်ပွဲကြီးမှကစားသမားတွေအတွက်ငွေကြေးခွဲဝေပုံအကြောင်းကစားသမားတွေဟာတယောက်နဲ့တယောက်ဝင်ငွေရရှိပုံချင်းမတူပဲစာချုပ်ပါသတ်မှတ်ချက်ပွဲရလတ်နဲ့ကြီးစုသူစိတ်ဝင်စားမှုအပေါ်မူတည်ပြီးဝင်ငွေတွေကွဲပြားသွားပါတယ်။ပုံမှန်အားဖြင့် UFC ကစားသမားတယောက်ရဲ့ဝင်ငွေကိုအောက်ပါစိတ်အပိုင်း၄ခုနဲ့ဖွဲ့စည်းထားပါတယ်။အခြေခံအချက်ပွဲထွက်ကြေးနဲ့နိုင်ရင်ရမယ့်စုကြေးကစားသမားတယောက်စီဟာသူတို့ရဲ့စာချုပ်တွေလိုက်ပွဲထွက်ကြေးနဲ့နိုင်ရင်ရမယ့်စုကြေးဟာလည်းကွဲပြားပါတယ်။ဥပမာအနည်းဆုံးထိုးကြေးဖြစ်တဲ့$1,200စာချုပ်ဆိုရင်ကစားသမားဟာဝိတ်အောင်လို့ကျိုးဝိုင်းနဲ့ဝင်လိုက်ပြီဆိုတာနဲ့မထိုးခင်မှာပဲ$1,200ရရှိမှာဖြစ်ပြီးအနိုင်ရခဲ့ရင်နောက်ထပ်$1,200စုစုပေါင်း$2,400ရရှိမှာဖြစ်ပါတယ်။ဒုတိယအချက်ကျွန်တော်တို့ရဲ့ချန်ပီယံလေးဂျိုရှာပန်နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ဘူးတဲ့ဖိုက်အော်တယ်နိုင်စုဒါကတော့ပွဲကိုပြိသက်ကြိုက်ကစားနိုင်တဲ့ကစားသမားနှစ်ယောက်စလုံးကိုဒေနာဝိုက်ကပေးတဲ့ bonus ဖြစ်ပါတယ်။ရခင်ကတဦးလျင်$5,000စီပေးရကနေ2026ခုနှစ်အစောပိုင်းကစားပြီးဒီစုကြေးတွေကို$1သိန်းထိတိုးမြင့်ထားပါတယ်။တတိယအချက်ဝတ်စုံစပွန်ဆာကြေး UFC ပြိုင်ပွဲတွေမှာကစားသမားတွေဟာမိမိစိတ်ကြိုက်စပွန်ဆာလိုဂိုတွေဝတ်ဆင်ခွင့်မရှိပါဘူး။တရားဝင်ဝတ်စုံစပွန်ဆာဖြစ်တဲ့ဗနန်ရဲ့ဝတ်စုံကိုတာဝတ်ဆင်ခွင့်ရှိပြီးသူတို့ပေးတဲ့စပွန်ဆာကြေးကိုစာချုပ်တက်တန်း UFC မှာကစားခဲ့တဲ့ပွဲရည်အတွက်လိုက်ခွဲဝေရရှိပါတယ်။ပုံမှန်အားဖြင့်$နည်းငယ်ကနေတောင်းကနန်းထိရှိတတ်ပါတယ်။နောက်ဆုံးချက်ကတော့ပေးပါဗျူပါ။ဒါကတော့ကွန်နာမက်ဂရီဂေါ်နဲ့ဂျွန်ကျုံတို့လိုကဘာကျော်ကျယ်ပွင့်ကစားသမားတွေပဲရတဲ့စနစ်ပါ။ online ကနေအခက်ကြေးငွေပေးပြီးပေးပါဗျူကြီးစုသူအရေးအတွက်အနည်းများပေါ်မူတည်ပြီးရာခိုင်နှုန်းချို့ကိုကစားသမားတွေကရရှိတာဖြစ်ပါတယ်။ဒီနေရာမှာရရှိတဲ့ငွေကြေးကအခြေခံပွဲထိုးကြေးထက်စမှတ်တမ်းများပြားလေးရှိပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်လူတစ်တန်းဖိုက်တာတယောက်ဟာပွဲနိုင်ရခဲ့မယ်ဘောနဲ့လည်းရခဲ့မယ်ဆိုရင်အနည်းဆုံး$1,300,000ထိရရှိမှာဖြစ်ပြီးကွန်နာမက်ဂရီဂေါ်နဲ့ဂျွန်ကျုံတို့လိုစူပါစတာတယောက်သာနိုင်ရရှိခဲ့မယ်ဆိုရင်တော့$15,000,000ကနေ$30,000ထိရရှိနိုင်မှာဖြစ်ပါတယ်။ဥပမာပြောရရင်ကွန်နာမက်ဂရီဂေါ်ဆိုရင်2018 UFC 229ပွဲထဲနဲ့တင်$30,000ခန့်ထိရရှိခဲ့ပူပါတယ်။ကျွန်တော်တို့ရဲ့ချန်ပီယံလေးဂျိုရှာပန်လည်းချန်ပီယံစုကိုအချိန်ကြာထင်းပြီးမက်ဂရီဂေါ်တို့လိုကဘာကျော်စူပါစတာတယောက်မကြခင်ဖြစ်လာတော့မလား။ကွန်မန့်မှာဆွေးနွေးပေးကြပါဦး။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like နဲ့ follow လေးလုပ်သွားပေးပါဦး။